တမိုင်းတစ်လျှောက်အရက်ဆက်ဆုံးတဲ့အကျဉ်းဆုံးချင်းသေးကိုင်းမဘိုဟိုညီနောင်များမဘိုဟိုချင်းသေးညီနောင်တွေဟာတမိုင်းမှာတော့အရက်ဆက်ဆုံးတဲ့အင်ဟာအကြီးဆုံးချင်းသေးတွေဖြစ်ပါတယ်။သူတို့ညီနောင်6ကောင်ဟာတော်တိုင်းတရိษံလောကကိုတုံလုံးချုပ်ချစေခဲ့တဲ့ကန္နာကြီးတစ်ခုကိုခြံရစ်နိုင်ခဲ့ကြတာပါ။ချင်းသေးဆိုတာတဘာဝအရနယ်မြေချက်ထွင်အုပ်ချုပ်တတ်သူတွေဖြစ်ပေမဲ့မဘိုဟိုတို့ရဲ့လူရက်တွေကတော့တဘာဝတရားကိုကြော်လွန်ပြီးရက်ဆက်မှုအထွတ်ထိပ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။သူတို့ဟာနေမြေကိုသိမ့်ပတ်ယုံတင်မကပဲတစ်ဖက်ရန်သူရဲ့မျိုးဆက်ကိုကျူပင်ခုဂျုံကုန်မချန်တပ်ဖြတ်ပစ်တာရန်သူချင်းသေးသေးတွေကိုအောင်တီအောင်သားဖြစ်ပွဲတော်တီဖြစ်တာတွေကသူတို့တမိုင်းကိုကြောက်မက်ဖွယ်ဒဏ္ဍာရီအဖြစ်ဆုံးထင်စေခဲ့တာဖြစ်ပါတယ်။မဘိုဟိုချင်းသေးညီနောင်တွေအကြောင်းကိုပြောရင်မစ္စတာတီအကြောင်းကထိတ်ဆုံးကနေပြောအောင်ပါပါ။သူဟာအုပ်စုထဲမှာအာနာအမတ်ဆုံးအရက်ဆက်ဆုံးဖြစ်ပြီးပုံပန်းတင်မြင်အရာလေမိုဟောက်လို့ခေါ်တဲ့ဝိုင်းဝီဆမ်မင်းကြီးကိုချင်းသေးတွေထဲမှာပိုင်ဆိုင်ထားတဲ့တကောင်တဲတော့ချင်းသေးဖြစ်ပါတယ်။မဘိုဟိုချင်းသေးညီနောင်ဟာအင်အားကြီးလုံးလို့ပြင်းပကနေမဖြိုခွဲနိုင်ခဲ့ပါဘူး။သူတို့ဟာဘယ်သူမှဖြိုခွဲစရာမလိုပဲအတွင်းကနေပဲဖြိုခွဲသွားခဲ့တာပါ။မစ္စတာတီရဲ့အာနာရယူလို့မူညီကိုအချင်းချင်းအထာမထားမှုကိုအကိုတွေရဲ့မျိုးဆက်တွေကိုအနာဂတ်မှာအာနာလူမလာအောင်တပ်ပစ်မှုတွေကအန်အောစရာကောင်းလောက်အောင်ရက်ဆက်ခဲ့တယ်လို့ပြောရမှာပါအကယ်၍သူသားအုပ်စုကနေခွဲမထွက်ခင်ရင်မဘိုဟိုညီနောင်တွေရဲ့ဩဇာအာဏာနဲ့နေမိပိုင်ဆိုးမှုကအခုထက်ပိုပြီးရှေ့ကြခဲ့မှာဖြစ်ပါတယ်မဘိုဟိုချင်းသေးတွေဟာစပါတာလို့ခေါ်တဲ့ချင်းသေးအုပ်စုကနေပေါက်ဖွာလာတာဖြစ်ပါတယ်သူတို့ရဲ့ဖခင်တွေဟာ West Street Mules လို့ခေါ်တဲ့အားကောင်းမောင်းတန်ချင်းတီထီ9ကောင်ထိကြပြီးဒီမျိုးရိုးပြီးသားကပဲသူတို့ကိုတန်မာတဲ့ခန္ဓာကိုယ်နဲ့ရက်ဆက်တဲ့စိတ်ဓာတ်တွေပေးစွမ်းနေတာဖြစ်ပါတယ်။အုပ်စုရဲ့အမည်ဖြစ်တဲ့မဘိုဟိုဆိုတာဟာတောင်အာဖရိကမှာနာမည်ကြီးခဲ့တဲ့လုံခြုံရေးကုမ္ပဏီတစ်ခုရဲ့အမည်ဖြစ်ပါတယ်။အဲ့ဒီကုမ္ပဏီဟာရာစင်တနာတွေကိုကိုင်တွယ်တဲ့နေရာမှာတော်တော်လေးကိုရက်ဆက်တဲ့အထက်နာမည်ကြီးပါတယ်။ဒါကြောင့် Ranger တွေကဒီချင်းတေးတွေရဲ့ရက်ဆက်မှုကိုမြင်တွေ့ရတဲ့အခါအဲ့ဒီကုမ္ပဏီနဲ့ခိုင်းနိုင်ပြီးမဘိုဟိုလို့ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်တစ်ချက်ရှိနေပါတယ်။အဲ့ဒါကတော့သူတို့အဖွေခေါင်းဆောင်ဖြစ်လာမဲ့မခုလူညထူးခြားဆန်းပြားတဲ့နောက်ခံသမိုင်းကြောင်းပါပဲ။ဘာလို့လဲဆိုတော့မခုလူဟာမဘိုဟိုချင်းသိညီနံအုပ်စုထဲပါသွေးသားရေးမှုတော်ဆက်တဲ့တကောင်တဲသောချင်းသိဖြစ်ကြီးလိုပါပဲ။သူဟာနှခမ်းခုညနှစ်နှစ်အရွယ်မှာအုပ်စုတွေကိုရောက်ရှိလာတာဖြစ်ပြီးချင်းသိမာတွေကသူ့ကိုမွေးစားခဲ့တာဖြစ်ပါတယ်။မခုလူအုပ်စုထဲရောက်ပြီးတိတ်မကြခင်ပါပဲကျန်တဲ့ညီနံ6ယောက်မွေးခွာလာခဲ့ပါတယ်။သူတို့အားလုံးဟာစပါတာချင်းသိမာတွေကနေမွေးခွာလာတဲ့သွေးရင်းသားရင်းညီဆိုညောင်းညီဖြစ်ကြပါတယ်။အကြီးဆုံးမခုလူနဲ့ဒီချင်းသိညီနံ6ယောက်ပေါင်းဆက်လိုက်ချိန်မှာတော့ချင်းသိသမိုင်းရဲ့အရက်ဆက်ဆုံးကန်စတာအုပ်စုကြီးဖြစ်လာခဲ့တော့တာပဲဖြစ်ပါတယ်။ဒီညီနောင်တို့ရဲ့အောင်မြင်မှုလူဝတ်ကသူတို့မတူညီတဲ့စရိုက်တွေပေါင်းဆက်ထားလို့ဖြစ်ပါတယ်။သူတို့တယောက်ချင်းမှာထူးခြားတဲ့ကိုယ်ရည်သွင်တွေရှိကြပါတယ်။အုပ်စုရဲ့အကြီးဆုံးတဲ့ခေါင်းဆောင်မခုလူဆိုတဲ့နာမည်ဟာဇူလူဘာသာစကားအရအကြီးကောင်လို့အဓိမေရပါတယ်။သူဟာအဖွဲ့ထဲမှာအသက်အကြီးဆုံးနဲ့ကိုယ်ခန္ဓာအကြီးဆုံးပါ။သူ့ရဲ့စရိုက်အတီးငိမ့်တယ်၊သွေးအေးတယ်။တိုက်ပွဲတွေမှာအားကိုးရဆုံးဖြစ်ပါတယ်။ညီကိုတွေကြားမှာပဋိပက္ခရန်ပွဲတွေထစ်လာရင်ထိမ့်သိမ့်ပေးလိရှိတဲ့ခေါင်းဆောင်ပြည်တဲ့အရေးသွေးရှိသူပါမြဟာဖြိုးဟာသမားရွှေမင်းဟာ Pretty Boy သူ့ကို Pretty Boy မြန်မာလို့နုနုရွရွကောက်လေးလို့နာမည်ပေးထားတာကသူဟာတိုက်ပွဲတွေမှာဝင်ပါလိမရှိပဲဒဏ်ရာတန်ကျိတ်ကင်းစင်နေလို့ထင်ပါတယ် Pretty Boy ဟာတိုက်ပွဲတွေဖြစ်လာရင်ရှေ့ဆုံးကနေဝင်ချလိမရှိပါဘူးရန်သူရဲ့အလေးငိုက်ကိုချောင်းပြီးမှဝင်ချတတ်ပါတယ်ဒါကြောင့်သူ့မှာတခြားညီနောင်တွေလောက်အမားတွေမရှိပါဘူးအာနာမက်ဒီရက်ဆက်တဲ့ Mr. D သူကတော့မဘိုကိုအဖွဲ့ရဲ့အဂရန်ဆုံးအရက်ဆက်ဆုံးကောင်ပါပဲသူ့ရဲ့လဲဆံမျိုးကယူကုနာမည်ကြီးရဲ့ E-team ဇလန်းတွေမှာတဲ့ဇက်ကောင်စုရဲ့စံပင်ပုံစံမူဟော့စတိုင်နဲ့တူတဲ့အတွက် Mr. T လို့ခေါ်ကြပါတယ်ဒါပေမဲ့သူ့ရဲ့ရက်ဆက်ချမ်းတူမှုကြောင့်လူတွေကသူ့ကိုစေတဲလို့တောင်နာမည်ပြောင်းပေးထားကြပါတယ်သူဟာအာနာလိုချင်းစိတ်ဖင်းထန်ပြီးရက်ဆက်တဲ့နေရာမှာတစ်ဖက်ခန့်တဲ့ကောင်ထွေပါတယ်လက်ရေးဆက်ရဲသမားကင်ကီထေယိုသူ့ရဲ့အမိဖျားလေးကကောက်နေလို့ကင်ကီထေယိုအမိကောက်လို့ခေါ်ပါတယ်သူဟာမစ္စတာတီနဲ့ညီကိုဖြစ်ပါတယ်မစ္စတာတီကအုံနောက်ဆိုရင်ကင်ကီထေယိုကလက်ယုံသမားပါပဲဘလောက်အင်အားကြီးတဲ့ရန်သူပဲလာနောက်မဆုတ်တဲ့ဓာတ်တီခဲပါတကောင်နဲ့ချင်းတီ3-4ကောင်ကိုရင်ဆိုင်ရဲသူဖြစ်ပါတယ်ရာစတာသို့မဟုတ် dreadlocks သူ့ရဲ့လဲဆန်မျိုးတွေကရှုပ်ထွေးပြီး dreadlock ပုံစံဖြစ်နေလို့ဒီနာမည်ရပါတယ်သူကတော့အဖွဲလိုက်လှုပ်ရှားမှုမှာအားဖြည့်ပေးသူတယောက်ဖြစ်ပါတယ် scar သူ့ရဲ့တင်မာဆုံးရမှာထင်းရှားတဲ့အမတစ်ခုရှိရဲ့အတွက် scar လို့ခေါ်ပါတယ်သူဟာလည်းမာဘိုကိုအဖွဲရဲ့တိုက်ပွဲတွေမှာအရေးပါတဲ့အဖွဲဝင်တယောက်ထိခဲ့ပါတယ်မာဘိုဟိုညီနောင်တွေဟာသူတို့ရဲ့မွေးညက်မြေကနေနှခေါင်းလေးခုညက်လောက်မှာစော့တင်ထွက်ခွာလာခဲ့ကြပါတယ်
ပုံမှန်ဖြင့်ချင်းတဲ့ပြိုလေးတွေဟာအုပ်စုကနေနှင်ထွက်ခံရတဲ့အခါတစ်ကောင်နှစ်ကောင်တည်းပဲရှိတဲ့ပေမဲ့သူတို့က6ကောင်ထိရှိတဲ့အခါတာလုံအင်အားထစ်ခဲ့တာပါသူတို့ဟာကျွေးပိုင်းကြီးတွေကိုတစ်ကလာဖားတွေကိုရေမြင်ပေါက်တွေကိုပါဖမ်းကြီးစားတုပ်နိုင်တဲ့အထိစွမ်းဆောင်နိုင်ခဲ့ပါတယ်ကျွေးပိုင်းအုပ်ဆိုတာချင်းသေးတွေတော်တော်အမြိုင်းလိုက်ဖို့စိတ်မကူးတဲ့ကောင်တွေပါဒါပေမဲ့မာခူလူတို့အထက်ကတော့အပြင်းပြော်ကစားရာဖြစ်ပါတယ်ဒီလိုခက်ခဲတဲ့သားကောင်တွေကိုဖမ်းကြီးစားတုပ်နိုင်တာကသူတို့ခန္ဓာကိုယ်ကိုပုံမကြီးထွားစေခဲ့ပြီးတိုက်ခိုက်မှုအတွေ့အကြုံတွေကိုလည်းကျွေးဝစေခဲ့တာဖြစ်ပါတယ်2006ခုနှစ်မက်လာမှာတော့မာဘိုဟိုအဖွဲ့ဟာစာပြီးစန်းစီရဲ့မြောက်ပိုင်းကိုစတင်သိမ်းပိုက်ပါတော့တယ်ဒါဟာသူတို့ရဲ့သွေးစွန်းဒဏ္ဍာရီတစ်ခုကိုစတင်လိုက်တာဖြစ်ပါတယ်သူတို့ဟာနယ်မြေအသစ်ကိုဝင်ရောက်လာတဲ့အခါတိတ်တိတ်ဆိတ်ဆိတ်မဟုတ်ပဲသူတို့ရဲ့အင်အားကိုပြသတဲ့အနေနဲ့ကျေလောင်စွာဟင်းလောင်ပြီးကြီးညာခဲ့ကြတာပါအဲ့ဒီအချိန်မှာနယ်မြေစိုးမှုနေတဲ့ချင်းသိထီ၄ကောင်ကိုတိုက်ခိုက်ပြီးတစ်ကောင်ကိုတပ်ဖြတ်ပြီးကျန်တဲ့၃ကောင်ကိုမောင်းထုတ်နိုင်ခဲ့ပါတယ်ဒီလိုနဲ့မာဘိုဟိုတို့ဟာသူတို့ရဲ့ပထမဆုံးသောနယ်မြေကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်မာဘိုဟိုတို့ရဲ့နာမည်ဆိုးဟာအော်တဝါအုပ်စုညတွေ့ဆုံချိန်မှာအထွတ်ထိပ်ကိုရောက်ရှိခဲ့တာပါသူတို့ဟာနယ်မြေသိမ်းပိုက်ပြီးနောက်မှာအရင်မျိုးဆက်တွေကိုအမြင့်ပစ်အောင်လုပ်တဲ့အနေနဲ့အော်တဝါအုပ်စုတာသားပေါက်12ကောင်လုံးကိုရက်ဆက်မပြတ်တပ်ဖြတ်ခဲ့ကြတာပါဒါဟာချင်းသေးတွေရဲ့တဘာဝအရာနယ်မြေအသစ်သိမ်းပိုက်တဲ့အခါလှုပ်လေလှုပ်အပ်ထားတဲ့အပြုမူပါဒါပေမဲ့မာဘိုဘူးတို့ကတော့ဒီထက်ပိုခဲ့ပါတယ်အထူးသဖြင့်မစ္စတာဒီဟာတီဆမ်ဒွားရဲ့သားပေါက်လေးတွေကိုပြန်လဲစားထုတ်ခဲ့တာကြောင့်စီတန်ဆိုတဲ့နာမည်ကိုရခဲ့တာပါမစ္စတာဒီဟာအဲ့ဒီကလေးကသားပေါက်တွေကိုစားရတဲ့အရာတာကိုဆွဲသွားခဲ့တာပါမာဘူဟိုတို့ဟာတစ်နှစ်ထဲမှာပင်တစ်ဖက်ရန်သူချင်းသေးနဲ့သားပေါက်ပေါင်း40ကျော်ကိုတပ်ဖြတ်ခဲ့တယ်လို့ခန့်မှန်းကြပါတယ်အချို့သောမှတ်တမ်းတွေအရဆိုရင်တော့100ကျော်အထိရှိနိုင်တယ်လို့ဆိုကြပါတယ်ဒီလိုတပ်ဖြတ်မှုတွေကြောင့်စာပြီးဆန်းဆက်ချင်းသေးဥယေဟာ40ရာခိုင်နှုန်းလောက်ထိလေညှော့တွားခဲ့ရပါတယ်တချို့ချင်းသေးအုပ်စုတွေကမာဘိုဟိုတို့ကြောင့်အကောင်နဲ့20ကျော်ကနေ6ကောင်လောက်ထိလေညှော့တွားခဲ့ရပါတယ်တချို့အုပ်စုတွေကတော့လွန်ဘလက်ဆော့ဖျောက်ခံခဲ့ရပါတယ်ပိုဆိုးတာကတော့မစ္စတာဒီပါပဲပုံမှန်ဖြင့်ချင်းသေးတွေဟာပြိုင်ဘက်နယ်မြေကိုသိမ်းပြီးချင်းသေးထီးတွေကိုပဲတတ်လိရှိပါတယ်ဒါပေမဲ့မစ္စတာဒီကတော့ချင်းသေးဘာတွေကိုပါဘလက်ကာရာချင်းဒီတက်စားလိရှိပါတယ်မာဘူဟိုးတွေဟာနယ်မြေချဲ့ထွင်မှုအတွက်အကြောက်တရားကိုလက်နက်အနေနဲ့အသုံးပြုခဲ့တာဖြစ်ပါတယ်အာနာလူပွဲအလွန်မာဘူဟိုးနှချမ်းကွဲခြင်းမာဘူဟိုးအဖွဲဟာပြင်ပရန်သူတွေကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပေနဲ့အတွင်းရေးမှာတော့မတည်ငြိမ်မှုတွေစတင်လာခဲ့ပါတယ်အထူးကတော့အကြီးဆုံးဖြစ်တဲ့မာခူလူနဲ့အာနာမတ်ပြီးရက်ဆက်တဲ့မစ္စတာဒီဂျာရဲ့အားပြိုင်မှုပါပဲမစ္စတာဒီဟာမာခူလူကိုဖျောက်ချပြီးအာနာခေါင်းဆောင်နေရကိုလိုချင်တာပါ2008ခုနှစ်လောက်မှာတော့သူတို့နှစ်ယောက်ကြားမှာပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီတိုက်ပွဲမှာမာခူလူကသူ့ရဲ့အတွေ့အကြုံနဲ့ခွန်အားကိုအသုံးပြုပြီးမစ္စတာဒီကိုအနိုင်ယူခဲ့ပါတယ်ဒါပေမဲ့မာခူလူဟာငင်းချမ်းမှုကိုထိမ့်သိမ်းကျင်တာရဲ့အထွတ်မကွဲကျင်တာရဲ့အကြောင်းညီကိုတယောင်စင်ကိုထောက်ပြီးမစ္စတာဒီကိုခွင့်လွှတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီအဖြစ်အပျက်ဟာမစ္စတာဒီအထက်တော့အရှက်ရစရာဖြစ်ခဲ့ပြီးအုပ်စုကနေခွဲထွက်သွားဖို့အထိဆုံးဖြတ်ခဲ့တာပါ။နောက်ဆုံးမှာတော့မာဘိုဟိုအဖွဲ့ဟာနှစ်ချိုင်းခွဲသွားခဲ့တာပါ။မာခူလူ Pretty Boy, Rasta နဲ့ Scar တို့အဝက်ချမ်းမူလာနေမျိုးကိုဆက်လက်ထိန်းချုပ်ခဲ့ကြပါတယ်။မစ္စတာတီနဲ့သူ့ရဲ့အားကိုးရတဲ့ညီထိတဲ့ကင်ကီထေရိုညရောက်တဲ့အရှိကျန်းနေမျိုးကိုခွဲထွက်သွားပြီးနေမြေအသစ်တွေကိုသိမ်းပိုက်ခဲ့ကြတာပါထူးခြားတာကသူတို့ညှက်ချမ်းကွဲသွားပေမဲ့တဦးနဲ့တဦးရန်တူလိုတက်ဖြစ်ချမ်းမှုတွေမရှိဘဲနေမြေချင်းထိစပ်နေတဲ့နေရာတွေမှာတွေ့ဆုံနှုတ်ဆက်တာမျိုးတွေရှိခဲ့တယ်လို့သိရပါတယ်မစ္စတာတီနဲ့ကင်ကီထေရိုတို့ဟာအရှိကျန်းနေမြေတွေကိုအုပ်ချုပ်ပြီးအဝက်ချမ်းကသူတို့ညညီနောင်တွေစီကိုရန်တူတွေမလာနိုင်ဖို့တမာတွေကလာကာကွယ်ပေးခဲ့ကြတာဖြစ်ပါတယ်ဒါဟာသူတို့ကြားမှာညီကိုတယုံစင်ဘလောက်ထိခိုင်မာလဲကြတာကိုပြသနေတာပါဒါပေမဲ့လည်းဒီလိုနှစ်ချမ်းကွဲသွားမှုကသူတို့ကိုတိုက်ခိုက်ဖို့ချောင်းနေတဲ့တခြားချင်းတီအုပ်စုတွေအတွက်အခွင့်အရေးရသွားစေတယ်ဆိုတာကိုသူတို့ကိုယ်တိုင်သတိမထားမိခဲ့ကြပါဘူးမာဂျင်ကလိုင်ကျူးရဲစနဲ့ကင်ကီထေရဲ့ဆက်ဆက်အရှင်းခံရခြင်း2010ခုနှစ်ဇွန်လမှာတော့မာဘိုဟိုညီနောင်တွေရဲ့ဇက်သိန်းကန်အဆက်ကိုရောက်လာခဲ့ပါတယ်သူတို့ကိုစိန်ခေါ်လာသူတွေကတော့မာဂျင်ကလိုင်လို့ခေါ်တဲ့ချင်းသစ်အထီး9កောင်ပါဝင်တဲ့အဖွဲ့ပဲဖြစ်ပါတယ်။ဒီ9កောင်လုံးဟာငယ်ရွယ်ဖြက်လက်ပြီးတိုက်ခိုက်မှုစွမ်းရည်ကောင်းမွန်ကြသူတွေဖြစ်ပါတယ်။သူတို့ဟာစာပြီးစမ်းစည်းကိုဝင်ရောက်လာပြီးမာဘိုဟိုနယ်မြေကိုစတင်ကျူးရွဲခဲ့တာပါ။ဒီကောင်တွေကလဲပါတယ်။အရင်ဆုံးအင်အားနဲ့တဲ့အရှိချမ်းကိုဝင်လာတာပါ။ဒါပေမဲ့မစ္စတာတီတို့ကတော့ဒီလိုမျိုးလာစင်ခေါ်တာကိုတော့အထမထားပါဘူး။နှစ်ယောက်တည်းနဲ့ဒီအဖွဲ့ကိုရှင်းဖို့လိုက်ရှာခဲ့ကြပါတယ်။ဂျွန်လ10ရက်နေ့မှာတော့မစ္စတာတီနဲ့ကင်ကီခေးတို့ဟာမာဂျင်ကလိုင်းအဖွဲ့ဝင်တကောင်ကိုမိသွားပြီးအယိုးတွေကျွဲတဲ့အထိရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့ကြပါတယ်။
တိုက်ပွဲကပြင်းထန်လွန်းလို့မစ္စတာတီနဲ့ကင်းကီထေးလိုနေရောက်တဲ့နဲ့အဖွဲလိုက်ချရဲတဲ့ဝါရင်ရဲ့လူမိုင်းကြီးတွေကိုမာဂျင်ကလိုင်းတကောင်တဲ့နဲ့ဘဲလုံးမှမငင်ဆိုင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ဒီလောက်ရက်ကဂျန်နဲ့မာဂျင်ကလိုင်း၄ကောင်ကိုပို့ပြီးဒေါသထွက်စေခဲ့ပါတယ်။အဲ့ဒီညမှာပဲမာဂျင်ကလိုင်း၄ကောင်ကလက်တုံတန်ဖို့အတွက်မာဘိုဟူညီနောင်တို့ရောက်ကိုလိုက်လံရှာဖွေခဲ့ကြပါတယ်။တိုက်ပွဲဖြစ်ပွားချိန်မှာမစ္စတာတီနဲ့ကင်းကီထေးတို့ဟာလူစုကွဲသားပြီးကင်းကီထေးတကောင်တဲ့ကြံခဲ့ပါတယ်။မာဂျင်ကလိုင်း၄ကောင်ကကင်းကီထေးတကောင်တဲ့ကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်။ကင်းကီထေးဟာအင်အားချင်းမမျှပေမဲ့နောက်မဆုတ်ပဲရဲဝံ့ပြန်လဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဒါပေမဲ့ရန်သူ၄ကောင်ရဲ့ဝိုင်းဝန်းကြိုက်ခဲမှုကြောင့်သူ့ရဲ့ခါရိုးကျွဲသွားပြီးလှူရှားလို့မရတော့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။စာပြီးဆန်ရဲ့ညာကုန်းရရန်မှာကင်းကီထေးရဲ့ကြော်ရိုးကျွဲသွားတဲ့အတန်ကဖြောင်းခနဲပတ်ဝန်းကျင်တစ်ခုလုံးကိုရိုက်ခတ်သွားခဲ့ပါတယ်။